သူကဲအိုစီကနေဦးနောက်စွမ်းရည်ကိုတရားရာခိုင်နှုန်းအပြည့်အဝသုံးချနိုင်စေတဲ့ဆေးတစ်မျိုးကိုသူရရှိခဲ့ပါတယ်ဆေးကိုတောက်လိုက်မိတဲ့ခဏမှာပဲသူ့ရဲ့အမြင်အာရုံတွေဟာအရင်ကနဲ့မတူပဲထူးခြားပြတ်သားလာပြီးပတ်ဝန်းကျင်တစ်ခုလုံးလင်းထင်ကြည်လင်သွားခဲ့ပါတယ်အမြဲတမ်းအိမ်လက်ခတင်းတောင်းနေတဲ့အိမ်ရှင်မနဲ့ရင်ဆိုင်ရတဲ့ခါမှာလဲသူ့ရဲ့စိတ်ဆွမ်းအားဟာအထွတ်ထိပ်ကိုရောက်ရှိသွားပြီးအိမ်ရှင်မပြောသမျှစကားတိုင်းမှာအမှားယွင်းတွေကိုလိုက်ရှာနိုင်ုံတင်မကပဲအားကောင်းတဲ့ယုတ်တိပေတဲ့စင်ကျင်တုံတရားနဲ့ပေါင်းဆက်လိုက်တဲ့အခါစကားနဲ့ငယ်ပြောရုံနဲ့တင်အိမ်ရှင်မရဲ့စိတ်ချနေကိုထိန်းချုပ်နိုင်သွားပါတယ်အဲ့ဒီနောက်အိမ်ရှင်မရဲ့အိတ်ထဲကဥပဒေစာအုပ်တွေကိုကြည့်ပြီးသူမဟာရှိနေတယောက်ရဲ့အကဲဖြတ်ချက်ကြောင့်အခက်တွေ့နေရမှန်သူရိပ်မိသွားပါတယ်သူဟာလွန်ခဲ့တဲ့9နှစ်ကအဲ့ဒီစာအုပ်ကိုဖတ်ဖူးတာကိုပြန်သိရသွားပြီးစာသားတိုင်းဟာဂိမ်းထဲကအချက်လက်တွေပြန်တက်လာသလိုသူ့ဦးနောက်ထဲစီးဝင်လာပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲသူဟာအရာအလုံးကိုကျွမ်းကျင်သွားပြီးပညာရေးဆိုင်ရာအချက်လက်တွေကိုတည့်ရက်ဆက်ပြောရင်းအိမ်ရှင်မရဲ့စာတမ်းမှာအမှားယွင်းတွေကိုထောက်ပြပေးနိုင်ခဲ့ပါတယ်အိမ်ရှင်မဟာဂျင်မရဲ့အရေးချင်းကိုတဖြည်းဖြည်းသဘောကျလာပြီးအိမ်လက်ခမတောင်းတော့ယုံတင်မကပဲဂျင်မရဲ့အရေးသားတွေကြောင့်အိမ်လက်ခ3လစာကိုပါအလကားနေခွင့်ပေးလိုက်ပါတယ်ဒီလိုနဲ့ဂျင်မရဲ့အစွမ်းထက်လာတဲ့ဘဝတိစတင်ခဲ့ပါတော့တယ်တစ်ဆက်ရကြအောင်တလုံးမှရေးမထွက်ခဲ့တဲ့ဝတ္ထုဟာလက်ကွက်ပေါ်လက်တင်လိုက်တာနဲ့အလိုလျောက်စီးထွက်လာပြီးသူ့ရဲ့လက်နှိပ်နှုံးဟာနောက်ကနေရေးရေးကလေးလိုက်နေရတဲ့အထိမျက်စံလာပါတယ်9လလောက်ရေးရမယ့်ဝတ္ထုကိုတညတဲ့နဲ့တဝက်ကျော်ပြီးသွားခဲ့ရမယ်ဆေးရှင်ပြေသွားတာနဲ့သူဟာအရင်လိုဘာမှမလုပ်တတ်တဲ့လူဖြင်းတစ်ယောက်ပြန်ဖြစ်သွားပါတယ်ကံကောင်းတာကမနေ့ကရေးထားတဲ့မူကြမ်းကရှိနေသေးတာပါပဲသူဟာဝတ္ထုကိုထုတ်ဝေသူစီပို့လိုက်ပေမဲ့အက်ဒီတာကတော့သူ့အပေါ်စိတ်ပြက်နေတာကြာပြီဖြစ်လို့ဖတ်တောင်မဖတ်ပဲပယ်ချဖို့လုပ်နေပါတယ်ဂျင်မန်က3မျက်နှာလောက်အရင်ဖတ်ကြည့်ဖို့နဲ့တကယ်လို့စိတ်မဝင်စားဘူးဆိုရင်ကြိုတင်ထုတ်ပေးထားတဲ့ငွေတွေကိုချက်ချင်းပြန်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ဂျင်မန်ရဲ့ယုံကြည်မှုကိုမြင်တော့အက်ဒီတာကအားတဲ့အခါဖတ်ကြည့်မယ်လို့ပြောလိုက်ပါတယ်သူအိမ်ပြန်ရောက်တာနဲ့အက်ဒီတာစီကနေဝတ္ထုဆက်ရေးပေးဖို့တောင်းပန်တဲ့ဖုန်းကိုလက်ခံရရှိပါတယ်ဂျင်မဟာပျော်လုံးလို့ပြန်တက်မတက်ဖြစ်သွားပေမဲ့အက်ဒီတာကိုချက်ချင်းအကြောင်းမပြန်နိုင်သေးပါဘူးဘာလို့လဲဆိုတော့ဆေးမရှိရင်သူဆက်မရေးနိုင်လို့ပါဒါကြောင့်ဂျင်မဟာသူ့မိန်းမဟောင်းရဲ့အကိုစီကိုအမွေဆေးတွေထက်တောင်းဖို့သွားခဲ့ပါတယ်ဒါပေမဲ့တကားဖွင့်လိုက်တာနဲ့အခန်းထဲမှာရန်ဖြစ်ထားသလိုရှုပ်ပွနေပြီးသူ့ကဲအိုဟာလည်းအသက်ခံထားရတာကိုတွေ့လိုက်ရပါတယ်ဂျင်မဟာရဲကိုချက်ချင်းဖုန်းဆက်လိုက်ပါတယ်အဲ့ဒီအချိန်မှာစားပွဲပေါ်ကပြန့်ကျဲနေတဲ့ဆေးပလင်းတွေကသူ့စိတ်ကိုဆွဲဆောင်သွားပါတယ်လူသက်သမားတွေဟာလည်းဒီဆေးကိုလာရှာတာဖြစ်ပုံရပြီးအလောင်းကိုတော့မဖြောက်နိုင်ပဲအလောတကြီးထွက်သွားကြတာပါဂျင်မန်ကဆေးကိုသူတို့ယူမသွားနိုင်သေးဘူးလို့တွေးပြီးနေရာနဲ့ရှာဖွေပေမဲ့ဘာမှမတွေ့ပါဘူးအရာအလုံးကိုရှာပြီးလို့ဝယ်လာတဲ့ကြက်ကြော်တွေအေးဆက်နေတာကိုမြင်တော့ဂျင်မဟာပိုပြီးစိတ်ပြတ်သွားပါတယ်မထင်မဲ့ပဲကြက်ကြော်ကသူ့ကိုမိုက်ခရိုဝေ့ထဲမှာရှာဖို့တတိပေးတယ်လို့ဖြစ်သွားပါတယ်အောက်ခြေနားမှာရှာကြည့်လိုက်တဲ့အခါဖုန်းနံပါတ်စာအုပ်တအုပ်ဒေါ်လာ800နဲ့ဂျင်မန်2လကျော်တောက်လို့ရမယ်ဆေးအကြီးတအိတ်ကိုဝတ်ထားတာတွေ့လိုက်ရပါတယ်သူဝမ်းမတာနိုင်ခင်မှာပဲရဲတွေရောက်လာတာကြောင့်ဂျင်မဟာအရာအလုံးကိုခါကြတဲ့အမြန်ဝက်လိုက်ပါတယ်ရဲတွေကသူ့ကိုလက်မြောက်ခိုင်းတဲ့အခါသူကပဲဖုန်းဆက်တိုင်တာပါလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်ရဲစခန်းမှာစစ်ဆေးမင်းမြန်းခံရတဲ့အခါသူဟာစိတ်လှုပ်ရှားပြီးစကားတွေထင်ငေါ့နေပါတယ်တကယ်တော့ဆေးမရခင်ကခဲအိုနဲ့မတွေ့ချစ်တာနှစ်ကျော်နေပြီဖြစ်လို့သူသေးတဲ့နေ့မှရုတ်တရက်ရောက်လာတာကတန်တရားဖြစ်เสียဖြစ်နေပြီးအမွေဆေးအကြောင်းကိုလည်းပြောပြလို့မရနိုင်ပါဘူးဂျင်မစိတ်ညစ်နေတော့မှပဲသူ့ကိုရဲရဲဆက်ဆက်ပြစ်သွားတဲ့ဇနီးဟောင်းကဖုန်းဆက်ပြီးအာမခံပေးလိုက်တာကြောင့်ဘေးကင်းစွာလွတ်မြောက်လာခဲ့ပါတယ်ဆေးပြန်တောက်လိုက်တဲ့အခါဂျင်မဟာအစွမ်းထက်တဲ့သူပြန်ဖြစ်သွားပါပြီစာလုံးရည်တန်းရှိတဲ့ဝတ္ထုကို2ရက်တည်းနဲ့ရေးနိုင်ခဲ့ပြီးအဆင့်30ရှိတဲ့ပီယာနိုပညာကို3ရက်တည်းနဲ့တက်မြောက်သွားပါတယ်သူ့ရဲ့ထူးချွန်တဲ့ဦးနှောက်နဲ့မိန်းကလေးတွေကိုမြူဆွဲရတာဟာသူ့အတွက်အလွယ်ကူဆုံးအလုပ်တစ်ခုဖြစ်နေပါတယ်ဘာသာစကားကျွမ်းကျင်မှုနဲ့အတူစက္ကန့်ပိုင်းတွင်နောက်ဖြစ်လာမယ့်အခြေအနေတွေကိုတွက်ချက်နိုင်စွမ်းရှိလာပါတယ်ပါတီပွဲတွေစားတောက်ပွဲတွေနဲ့မိန်းကလေးလာလေးတွေနဲ့ကားပြိုင်မောင်းရတာဟာသူ့ရဲ့နေ့စဉ်ဘဝဖြစ်လာပါတယ်သူငယ်ချင်းတွေမလုပ်ရတဲ့6ကမ်းပါးတဲ့ခုံချတာမျိုးကိုတောင်ဂျင်မဟာအမြင့်နဲ့ရေးထဲကြမဲ့ပုံစံကိုတွက်ချက်ပြီးအေးအေးဆေးဆေးလုပ်ပြနိုင်ခဲ့ပါတယ်ဒီလိုဘဝမျိုးဟာလက်ပနေပေမဲ့ဆေးမှာအကန့်အသတ်ရှိတာကိုဂျင်မသိပါတယ်မကြခင်မှာသူဟာတာမန်လူပြန်ဖြစ်သွားတော့မှာပါဒါကြောင့်သူဟာအရင်ဆုံးပိုက်ဆံရှာဖို့ဆုံးဖြတ်ပြီးရှိတဲ့ဒေါ်လာ800နဲ့ဆက်တော့ဈေးကွက်ထဲဝင်ခဲ့ပါတယ်နေ့ရက်အတွင်းမှာတစ်ဆက်ဆက်တိုးအောင်လုပ်နိုင်ခဲ့ပေမဲ့ဒါဟာနေကုန်နေပါသေးတယ်ဘဏ်ကနေချင်းငွေရဖို့အာမခံချက်လည်းမရှိတာကြောင့်မတက်တာတဲ့အစုံလူမိုက်တွေစီကနေအတိုးကြီးပေးပြီးတသိန်းချေယူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အရာအလုံးဟာထိမ့်မနိုင်သိမရဖြစ်သွားပါတယ်ကွန်ပျူတာထက်မျက်နှာဦးနှောက်နဲ့ဈေးကွက်အတက်ကြတိုင်းကိုထိန်းချုပ်ပြီးပထမပတ်မှာတင်3တန်းရှာနိုင်ခဲ့ပါတယ်ဝေါ်ဆက်ထရီဂျာနယ်ရဲ့မျက်နှာဖုံးမှာပါလာပြီးကုမ္ပဏီကြီးတွေစီကအလုတ်ကမ်းလန်းချက်တွေတတိတန်းကြီးရလာပါတယ်နယူးယောက်ရဲ့အကြီးဆုံးရေနံကုမ္ပဏီ CEO ကားတောင်သူ့ကိုဖိတ်ခေါ်ခဲ့ပါတယ်သူ့ကိုလူဖြင်းလို့သတ်မှတ်ပြီးထားသွားခဲ့တဲ့ရေးစားဟောင်းကလည်းဂျင်မစီပြန်လာခဲ့ပါတယ်အခြေရောအလုတ်ကင်ပါအောင်မြင်နေမဲ့တနေ့မှာအားတော့သူ့နောက်ကိုတယောက်ရောက်လိုက်နေတာကိုသူသတိထားမိလိုက်ပါတယ်ဒါပေမဲ့ဂျင်မန်ကတော့သူတို့ဘာလုပ်ချင်လဲဆိုတာမသိတာကြောင့်တိတ်ကူးမဆိုင်ခဲ့ပါဘူးနောက်တနေ့မှာကားရဲ့နက်ဆာစားပွဲကိုတက်ရောက်ခဲ့ပြီးဂျင်မရဲ့စီးပွားရေးမြင်နဲ့ကြိုတင်မျှော်မြင်မှုတွေကြောင့်ကားဟာအံ့အားသင့်သွားပါတယ်ကားကဂျင်မန်ကိုအိမ်ထိကိုယ်တိုင်လိုက်ပို့ပေးခဲ့ရမယ်ကုမ္ပဏီကြီးတစ်ခုကိုအုပ်ချုပ်နေသူပြီးယာရုကြီးကိုအလွယ်တကူတော့မပေးပါဘူးဒါကြောင့်ဂျင်မန်ကိုလုပ်ငန်းစီရင်ခန်းစာတစ်ခုရေးခိုင်းပြီးနောက်နေ့မနက်10နာရီမှာတွေ့ဖို့ချိန်လိုက်ပါတယ်ဂျင်မန်တွက်တော့ဒါဟာအလွန်လွယ်ကူတဲ့အလုပ်ပါသူဟာကားကိုခြေကုပ်ယူပြီးအမေရိကန်သမ္မတထီတောင်ဖြစ်ဖို့ရည်မှန်းထားပါတယ်ဒါပေမဲ့ဆေးတွေအလွန်ကျုံတောက်သုံးမှုရဲ့ဘေးထွက်ဆိုးကျိုးတွေဆက်လာပါပြီးသူ့ကိုယ်သူရိတ်ခနဲ့အရေးတွေမြင်လာရပါတယ်သူတတိထားကြည့်လိုက်တဲ့အခါသူ့ရှေ့မှာမရှိတော့ပဲသူဟာအလိုလျောက်လမ်းတွေအများကြီးကိုရှောက်လာခဲ့မှန်းသိလိုက်ရပါတယ်သူ့ရဲ့ဦးနှောက်နဲ့ခန္ဓာကိုယ်ဟာတခြားစီဖြစ်နေပြီးစိတ်ကအရှိကပြေးကိုကနောက်ကလိုက်နေရတယ်လို့မျိုးပါဒီလိုဖြစ်နေတော့မှသူဟာမတိစိတ်နဲ့ကလပ်တွေတက်ပါတီတွေသွားပြီးဟိုတယ်တစ်ခုမှာဆမ်မင်ဖြူဖြူအမျိုးသမီးတစ်ယောက်နဲ့တောင်အတူအိတ်ခဲ့ပါသေးတယ်အဲ့ဒီနောက်လူမိုက်တွေနဲ့ရန်ဖြစ်တဲ့အချိန်မှာသူ့အတိစိတ်ကပြန်ကက်လာပါတယ်သူကြည့်ဖူးတဲ့ကွန်ပျူတာတွေကိုပြန်သိရပြီးတိုက်ခိုက်ရေးစွမ်းရည်တွေကိုချက်ချင်းတက်မြောက်သွားကလူမိုက်တွေကို ACA နှိမ်နှင်းလိုက်ပါတယ်ဒါပေမဲ့အတိစိတ်တွေပျောက်သွားတာကတော့ဆက်ဖြစ်နေပြီးအိမ်မှာနိုးလာတဲ့ခါမှာတော့သူဟာဘာမှမလုပ်နိုင်တဲ့လူဖြင်းပြန်ဖြစ်နေပါပြီကောင်းတဲ့တွေ့ဖို့2နာရီပဲလိုတော့ပေမဲ့အစီရင်ခံစာကိုသူတလုံးမှနားမလည်တော့ပါဘူးသူစေးတောက်ချင်ပေမဲ့ဘေးထွက်ဆိုးကျိုးတွေကိုကြောက်လို့ခဏတော့ဘေးဖယ်ထားလိုက်ပါတယ်အရေးကြီးတဲ့အစည်းအဝေးကိုရှောင်လဲလို့မရတာကြောင့်သူသွားခဲ့ပါတယ်ဒါပေမဲ့မိနစ်ပိုင်းတွင်းမှာပဲဘေးထွက်ဆိုးကျိုးတွေကြောင့်အန်နာဝမ်းလျှော့တာတွေဖြစ်လာလို့အပြင်ကိုအပြေးထွက်ခဲ့ရပါတယ်ဘေးထွက်ဆိုးကျိုးဟာစိတ်လွတ်သွားတာထက်ပိုရဲဆိုတာသူသိလိုက်ပါပြီသူဟာခဲအိုရဲ့ဖုံးစာအုပ်ထဲကအရင်စေးတောက်ဖူးသူတွေစီဖုံးဆက်ကြည့်ပါတယ်ပထမတစ်ယောက်ကတေသွားပြီးဒုတိယတစ်ယောက်ကတော့အပင်ပန်းခံစကားမပြောနိုင်တဲ့အခြေအနေတတိယတစ်ယောက်ကတော့အထူးကြမ်းမှတ်ကုသဆောင်ထဲမှာပါစေးတောက်တဲ့သူတိုင်းရလက်မကောင်းကြပါဘူး
စတုတ်ထမြောက်နံပါတ်ကိုဆက်ကြည့်တဲ့အခါဖုံးမိတန်ကသူ့နားကနေထွက်လာပါတယ်သူ့နောက်ကိုလိုက်နေတဲ့လူအိုကြီးစီကမြင်နေတာပါလူအိုကြီးရဲ့ရည်ရွယ်ချက်ကဂျင်မစီကဆေးကိုလူဖို့ဖြစ်ပြီးသူ့ကဲအိုဟာလည်းဒီလူကြောင့်တေးရတာဖြစ်နိုင်ပါတယ်ဂျင်မဟာချက်ချင်းထွက်ပြေးခဲ့ပါတယ်လူသက်သမားကလည်းသူ့ကိုတီးသွားမှန်းသိတော့အတင်းလိုက်ပါတော့တယ်ဂျင်မဟာတက္ကစီတစ်စီးပေါ်အမြန်တက်ပြီးလက်မတင်လေးလွတ်မြောက်ခဲ့ပါတယ်အဲ့ဒီနောက်ဂျင်မဟာနောက်ဆုံးမျှော်လင့်ချက်အနေနဲ့သူ့ဇနီးဟောင်းစီသွားခဲ့ပါတယ်တချိန်ကလှပခဲ့တဲ့အမျိုးသမီးဟာအခုတော့ဖြူဖြော့ပြီးအသက်တက်ကုန်ခန်းနေတယ်လို့ဖြစ်နေပါပြီသူမလဲအရင်ကဆေးတောက်ခဲ့ဘူးပေမဲ့ခန္ဓာကိုယ်ကဦးနောက်ရဲ့အရှိန်ကိုမခံနိုင်တာကြောင့်3 လကြာမှဆေးဖြတ်လိုက်တဲ့အတွက်အခုလိုဖြစ်သွားရတာပါအခုအချိန်ထိသူမဟာအာယုံဆိုင်ဖို့ခက်ခဲနေစေဖြစ်ပြီးဆေးဆွဲတဲ့တခြားသူတွေလည်းအကုန်တေကုန်ကြပါပြီဦးနောက်ရဲ့စွမ်းအင်ကိုအတင်းဆွဲထုတ်တာဟာတာမန်လူတွေအတွက်မခံနိုင်စရာပါဇနီးဟောင်းကတော့MSC မှာပြုပြင်ထားတဲ့ဆေးသစ်ရှိနေနိုင်လို့သူမတေတာလို့တန်တရားရှိနေပါတယ်ဒါပေမဲ့လမ်းခွဲခါနီးမှာဂျင်မီရဲ့ထူးခြားမှုကိုသူမသတိထားမိသွားပြီးဆေးကိုချက်ချင်းမဖြတ်ဖို့ဖြတ်ရင်တေးနိုင်တာကြောင့်တဖြည်းဖြည်းချင်းရှော့ဖြတ်ဖို့သတိပေးလိုက်ပါတယ်ဒါပေမဲ့ဂျင်မန်ကတော့သူ့ကိုယ်သူလေးလာကြည့်တဲ့အခါအရက်မတောက်ပဲဆေးကိုအချိန်မှန်တောက်ရင်ဘာဘေးထွက်ဆိုးကျိုးမှမရှိတာကိုတွေ့လိုက်ရပါတယ်နောက်ကျသွားတဲ့အစီရင်ခံစာကိုကားစီပို့ပေးလိုက်ပါတယ်ကားကစိတ်ဆိုးပေမဲ့ဂျင်မီရဲ့အရေးချင်းကြောင့်ကုမ္ပဏီဒါရိုက်တာဖြစ်ခန့်အပ်လိုက်ပါတယ်ဂျင်မီရဲ့ထူးချွန်တဲ့ဦးနောက်နဲ့ကားရဲ့လုပ်ငန်းတွေးကြုံပေါင်းဆက်လိုက်တဲ့အခါရေနံကုမ္ပဏီရဲ့တန်ဖိုးဟာထိုးတက်သွားပါတယ်ဂျင်မဟာပထမဆုံးဒေါ်လာတန်30ရရှိခဲ့ပါတယ်သူဟာ8.5 တန်အသုံးပြုပြီးလုံခြုံရေးအလွန်ကောင်းတဲ့အင်ဂျီတစ်လုံးကိုဝယ်ယူခဲ့ပါတယ်အဲ့ဒီအိမ်မှာလေပီအားသုံးတကားတွေနဲ့တရုတ်နိုင်ငံထုတ်ကြီးကားမန်တွေကိုတက်ဆင်ထားပြီးခံတက်တစ်ခုလိုခိုင်ခန့်အောင်လုပ်ထားပါတယ်ဒါ့အပြင်အမွေဆေးကိုပြုပြင်မွမ်းမံဖို့ပညာရှင်ဖွဲ့တစ်ဖွဲ့ကိုလည်းငှားရမ်းထားပါတယ်အရာအားလုံးအဆင်ပြေနေပုံရပေမဲ့မိဖက်တယောက်ကိုလိုက်ပို့တဲ့အချိန်မှာအဲ့ဒီလူရဲ့ကားတိုင်ပါဟာသူ့နောက်ကိုလိုက်ခဲ့တဲ့လူအိုကြီးဖြစ်နေတာကိုဂျင်မတွေ့လိုက်ရပါတယ်လူကျန်းသာအထက်တန်းလွှာတွေထဲမှာလည်းဒီဆေးကြောင့်ချမ်းသာလာသူတွေအများကြီးရှိနေတယ်ဆိုတာသူသိလိုက်ရပါတယ်6 လအကြာမှာဂျင်မဟာလုပ်ငန်းကနေထွက်ခဲ့ပြီးကားကတော့အမက်ဖြစ်လာပါတယ်ဂျင်မဟာသမရရွေးကောက်ပွဲဝင်ဖို့နီးကပ်လာတဲ့အချိန်မှာကားကရုတ်တရက်ရောက်လာပြီးသူဟာမူလဆေးကုမ္ပဏီကိုဝယ်ယူလိုက်ပြီးဖြစ်ကြောင်းဂျင်မရဲ့ show watch အကိုတည်သွားပြီဖြစ်ကြောင်းနဲ့ဂျင်မရဲ့တခွဲခန်းကိုဖျက်ဆီးလိုက်ပြီးဖြစ်ကြောင်းပြောပါတယ်ကားကဂျင်မန်ကိုရွေးကောက်ပွဲကနေနှုတ်ထွက်ပြီးသူ့အတွက်အလုပ်လုပ်ပေးဖို့မဟုတ်ရင်ဆေးဖြတ်ပြီးတေးခိုင်းမယ်လို့ချိန်ချောက်ပါတယ်ဂျင်မန်ကအလျှော့ပေးလိုက်တယ်လို့လုပ်ပေမဲ့ကားရဲ့ကားပေါ်တက်ခါနီးမှာဆေးပြောင်းသွားပါတယ်ဂျင်မန်ကသူ့မှာတခွဲခန်းနှစ်ခုရှိကြောင်းဘေးထွက်ဆိုးကျိုးမရှိပဲအာနိတင်ပိုပြင်းတဲ့ဆေးကိုသူဖော်ဆက်နိုင်ခဲ့ပြီဖြစ်ကြောင်းဂုဏ်ယူစွာပြောလိုက်ပါတယ်ဂျင်မန်ရဲ့ဦးနောက်ဟာဆေးကိုရေရှိတောက်သုံးမှုကြောင့်အဆင့်မြင့်သွားပြီးစက္ကန့်30ကျော်တင်ပြီးကားတိုင်းမဲ့အနေအကိုတောင်မြင်နိုင်စွမ်းရှိလာပါပြီဒါကြောင့်ဘသူကမှသူ့ကိုတိတ်တဆိတ်တက်လို့မရတယ်လို့သူကဒါမတော်တဆမှုတွေဖန်တီးပြီးလူတက်နိုင်စွမ်းရှိနေတာပါကားဟာဆွန့်သွားပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ရပါတယ်အဲ့ဒီနောက်ဂျင်မဟာသူ့ရေးစားနဲ့အတူတရုတ်စားတောက်ဆိုင်ကိုသွားပြီးသူတစ်တင်ထားတဲ့တရုတ်စကားနဲ့ကြွားလိုက်ပါသေးတယ်ဒါပေမဲ့ဦးနောက်စွမ်းဤ100 ရာခိုင်နှုန်းအပြည့်ရှိနေရင်တောင်တရုတ်စကားကတော့သူ့အတွက်ခက်ခဲနေစေဖြစ်ပုံရပါတယ်